အီတလီကပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာလူကာဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူကညတိုင်းပင်လယ်မှာသွားထိုင်ပြီးတော့လှကိုကြည့်ရင်စကားတွေပြောတတ်တယ်။ရွာသားတွေကတော့ဒီကောင်နည်းနည်းတော့ထူးဆန်းတယ်လို့ထင်ကြပေမဲ့လူကာကစိတ်မဆိုးဘူး။တကယ်တော့လူကာကတယောက်တည်းနေတတ်တဲ့သူ။လူတွေအများကြီးကြားမှာတော့တစ်ခါတလေထီးကျန်တတ်တဲ့ခံစားချက်ကိုသူနားလည်တယ်။ဒါကြောင့်လှကိုကြည့်ပြီးသူ့စိတ်ထဲကအရာတွေကိုပြောတတ်တာ။တညမှာရွာထဲကကလေးမလေးတယောက်သူ့နားလာထိုင်ပြီးလှကပြန်ဖြေလားလို့မေးတယ်။လူကာကရေပြီးတော့မဖြေဘူး။ဒါပေမဲ့နားထောင်ပေးရလေလို့ပြန်ပြောတယ်။အဲ့ဒီစကားကိုကြားပြီးရဲ့နောက်မှာကလေးမလေးကခဏသိသွားတယ်။ပြီးတော့အဲ့လိုနားထောင်ပေးရသူမျိုးကလူတွေထဲမှာလည်းနည်းရင်တော့လို့ပြန်ပြောတယ်။အဲ့ဒီညကစပြီးလူကာသိသွားတာကလူတွေကအမြဲတမ်းအကြံပေးချင်တာမဟုတ်ဘူး။တစ်ခါတလေမှာနားထောင်ပေးမဲ့သူတယောက်ကိုပဲလိုတာဖြစ်တယ်။အခုဖတ်ပြပေးသွားတာကတော့ The Man Who Talked to the Moon ဆိုတဲ့အီတာလီယန် short လေးပဲဖြစ်ပါတယ်။ဒါက Channel 1823ပါ။အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ Bye bye